သက်မြာပေါင်းတစ်ပွဲကိုအပြင်မှာဝယ်စားတဲ့ခါမှာအနည်းဆုံး1000ခွဲနဲ့2000ရှိရပေါ့နော်ဒါအပြင်မှာငမြာရည်တွေအလွန်ကျွံပါလာတာတကြားတွေအများကြီးပါလာတာကြောင့်မလို့ healthy recipe မဖြစ်တဲ့အတွက်စိတ်ဆက်လက်ချစားလို့မရဘူးပေါ့နော်ဒီနေ့မှာတော့ဆန်နီကဘတ်ဂျက်လည်းဖြစ်မယ် healthy recipe လည်းဖြစ်မယ်အရသာလည်းကောင်းစေရမယ်ဆိုတဲ့ငါးသက်မြာပေါင်းလေးလုပ်ပြပေးမှာနော်ပါဝင်ပစ္စည်းလေးတွေကိုတော့ဆန်နီကတိတိကျကျလေးပြန်ကြည့်လို့ရအောင်လို့ caption မှာရေးထားပြီးမယ်နော်ငါ့ကိုတော့ဆန်နီကအစိတ်သားစိုက်လောက်ရှိတဲ့တကောင်သုံးထားပါတယ်ငါးသားထုတ်လေးရဖို့နဲ့အရသာဝင်ဖို့အတွက်ဆိုရင်စားလေးကိုလက်ဖက်စွန်းတစ်စွန်းစာထည့်ပြီးတော့နယ်ပေးရမယ်ပေါ့နော်စားနယ်ထားတဲ့ငါးလေးကအသားထုတ်လေးနဲ့ပို့ပြီးတော့စားကောင်းစီမှာနော်ပြီးရင်တော့နောက်ထပ်အရသာတစ်မျိုးဖြစ်တဲ့ပဲငှက်မြာကြီးအကျဲကိုထမင်းစားစုံနဲ့တစ်စွန်းထည့်ပြီးတော့ထပ်နယ်ပေးပါမယ်ငါးကိုအရသာအကုန်နှက်ဆက်အောင်နေပြီးတော့အနည်းဆုံး15မိနစ်နှက်ထားပေးပါမယ်ပြီးရင်တော့ငါးပိုက်ထဲကိုညီနှံပြောက်ဖို့အတွက်စပလင်လေးနည်းနည်းမင်းအမြင့်တွေနဲ့ဒီရှက်နက်နန်တွေကိုထိုးထည့်မယ်ပေါ့နော်စပလင်အယိုးကစိုက်ကြီးနေပြီးတော့ငါးပိုက်ထဲမှာမဆန်မှုဖြစ်နေရပေါ့နော်အဲ့နဲ့ဆန်နီလေးထိပ်ဖျားလေးနည်းနည်းလေးဖြတ်ပြီးထည့်လိုက်တော့မှအဆင်ပြေသွားပါတယ်ရှင်ပြီးရင်တော့ဒီနည်းနည်းမင်းအမြင့်နဲ့ရှက်နက်နန်ရဲ့အရင်ပိုင်းလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုလည်းအကုန်လုံးငါးပိုက်ထဲမှာသိမ့်မယ်ရှက်နက်နန်ရဲ့အဓိကအမွှေးတက်ကဒီအယိုးနားမှာပဲရှိတာပေါ့နော်အရင်ပိုင်းလို့ဆန်နီကတော့သုံးတာပေါ့နော်အဖျားပိုင်းကအရွက်တွေမှာရှိတာမဟုတ်ပါဘူးနော်ကဲငါးကိုရတာနဲ့ထည့်စရာရှိတာရဲ့အကုန်ထိုးထည့်ပြီးတော့15မိနစ်နှက်ထားလိုက်ပါဦးမယ်ငါးနှက်ထားနေတဲ့အချိန်မှာပဲဆန်နီကငါးသက်မြာပေါင်းပေါ်မှာလောင်းမယ်သက်မြာပေါင်း sauce လေးဆက်ပြပေးမယ်နော်ပါဝင်ပစ္စည်းအားလုံးကိုနုံနုံစင်းရင်လည်းစင်းပေါ့နော်မစင်းဘူးဆိုရင်လည်းအရင်ကြီးမညက်အောင်လို့ဒီလိုမျိုးလေးကြိတ်ပေးရပါမယ်တေးချာချာနှက်ဆက်အောင်မွေဖို့အတွက်စိုက်ကြီးကြီးစလုံးတစ်ခုထဲမှာအစောကကြိတ်ထားတဲ့အသီးရွက်တွေအကုန်လုံးဆန်နီကထည့်လိုက်ပါမယ်ပြီးရင်တော့စားကိုလက်ဖက်ရည်စွန်းနဲ့တစွန်းစာပဲထည့်ပါမယ်တခြားရတာပါဝင်ပစ္စည်းတွေထည့်ဦးမှာဖြစ်တဲ့အတွက်ကြောင့်မလို့စားလျှော့ထည့်တာပါနော်ပဲငှက်မြာကြီးအကျဲကိုတော့ထမင်းစားစွန်းနဲ့တစွန်းထည့်ပါမယ်ပဲငှက်မြာကြီးအနောက်ကိုတော့အယောင်လေးလာပြီးတော့အရသာလေးလေးဖြစ်ဖို့အတွက်ပဲထည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ဖက်ရည်စွန်းနဲ့တစွန်းစာပဲထည့်မယ်နော်အချိုရတာတက်ကိုတော့တကြားမသုံးမဲ့နဲ့ဆန်နီကပြားရည်လေးထမင်းစားစွန်းတစွန်းထည့်လိုက်ပါတယ်ပြားရည်လေးထည့်ပေးလိုက်တော့မှချိုချင်ဆက် sauce လေးဖြစ်မှာပေါ့နော်မဟုတ်ရင်တခုခုလိုနေသလိုခံစားနေရမှာပါပြီးရင်တော့တမြာပေါင်း sauce ဆိုတဲ့အတိုင်းပဲတမြာရည်ကတော့မပါမဖြစ်ပေါ့နော်တမြာသီးတစ်လုံးအလုံးကြီးကြီးကိုဆန်နီကအရေးညစ်ပြီးတော့ထည့်လိုက်ပါတယ်ဟိုကချင်းဆက်ဆက်ပို့ပြီးတော့စားခြင်းနေဆိုရင်ဒီထက်ပို့ပြီးတမြာရည်ထပ်ထည့်နိုင်ပါတယ်နော် sauce လေးကိုနည်းနည်းများများလေးဖြစ်ပြီးတော့အရေးကြက်ကြက်လေးဖြစ်သွားအောင်လို့ရေတန့်လေးနည်းနည်းရောလိုက်ပါမယ်အားလုံးနှက်ဆက်အောင်မှွေပြီးသွားရင်တော့ချိုချင်းဆက်တမြာပေါင်း sauce လေးတစ်ခုရပါပြီဒီတမြာပေါင်း sauce လေးကိုလေငါးနဲ့တွေမဟုတ်ဘဲနဲ့ကြက်သားပေါင်းပဇွန်ပေါင်းနဲ့တခြားပင်လယ်စာပေါင်းတွေပေါ်မှာလည်းလောင်းပြီးတော့စားနိုင်ပါတယ်နော်ပဇွန်တခွေးငါးတနွေးဆိုတဲ့ဆိုရိုးစကားတိုင်းရတာနဲ့ပြီးသားငါးလေးကိုတော့15မိနစ်လောက်ပဲပေါင်းလိုက်ရင်ကျက်ပါပြီနော်ငါးလေးကျက်သွားပြီဆိုရင်တော့တမြာပေါင်း sauce လေးကိုလောင်းပြီးတော့နောက်ထပ်10မိနစ်လောက်ထပ်ပေါင်းပေးပါမယ်ဒီနေရာမှာအရွက်စင်းစင်းလေးရချင်နေဆိုရင်တော့ပြန်ပေါင်းစရာမလိုဘူးပေါ့နော်မဲ့လေတမြာပေါင်းရဲ့အဓိကကဒီ sauce နွေးနွေးလေးပူပူဆက်ဆက်လေးစားတာပိုပြီးစားကောင်းတာမို့လို့10မိနစ်လောက်တော့ပြန်ပေါင်းပေးလိုက်ပါနော်အရွက်တွေကတော့စင်းစင်းလေးရမှာမဟုတ်တော့ပါဘူးနည်းနည်းဝါသွားနိုင်ပါတယ်ဆန်နီရိုးရှိမှာငါးကဈေးသက်သာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆလာဗီယာအစိတ်သားတစ်ကောင်ကို3000ပဲပေးခဲ့ရပါတယ်ရှင်တမြာသီးနဲ့တခြားပါဝင်ပစ္စည်းတွေအားလုံးကို3000ပဲထားပြီးတော့တွက်မယ်ဆိုရင်တောင်မှတပွဲလုံးမှာ6000ပဲကြားတယ်ငါးသက်မြာပေါင်းလေးတပွဲပေါ့နော်ဆန်နီမှာ1000ခွဲ2000ပေးစားနေရတဲ့ငါးသက်မြာပေါင်းလေးကိုဆန်နီကထောင်ကနန်းလေးနဲ့ပဲလုပ်ပြပေးထားတာဖြစ်ပြီးတော့ဒီ healthy recipe လေးနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဝိတ်ချဝိတ်ထိန်းနေတဲ့လူလေးတွေအစီချနေတဲ့သူလေးတွေပါစိတ်ချလက်ချစားလို့ရသွားပြီပေါ့နော်အခုလိုမျိုးဘတ်ဂျက်လေးစီမယ်အရသာလည်းကောင်းမယ် healthy recipe လည်းဖြစ်ရမယ်ဆိုတဲ့ဟင်းပွဲတွေကိုမှချက်ပြုတ်စားတတ်ချင်တယ်ဆိုရင်တော့ဆန်နီကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့เนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်